အဲ့တော့မကြိုက်ဘူးတချို့တွေကကြိုက်တော့ကြိုက်စားကောင်းနောက်တစ်ချောင်းစားပါမယ်ဒီချောင်းကတော့တေးလေးလက်မှာတော့ပေးနေပြီဆက်တယ်အရင်ဆက်တယ်ice cream စားပါအေးရတော့လည်းပြော့ရတာတော့ချီချိုလေးပေါ့ strawberry ရတာလေးပြင်မှာ chocolate အောက်တာဒီကကြောင်ချောင်းဆိုးမဆိုလို့မကြွေးရဘူးနော်တချို့ဆိုရေကကြောင်တစ်ချောင်းလုံးပါဇက်ထဲရရောလေဆွဲချလိုက်ရတယ်အကုန်လုံးပြောင်းရောတော့မကျင်းဘူးလားမသိဒီကကြောင်စားပြီးတော့လည်းဆက်နေတော့မှာပေါ့တစ်ရှူနဲ့တော့စားကောင်းတာပဲဒီထဲမှာရေခဲချောင်းကိုကြိုက်ဆုံးကုန်စားပစ်လိုက်ရပေါ့ပါဇက်ရဲ့ချောင်းထည့်ပြီးတော့ဒါကတော့စားကောင်းပါတယ်ပါဇက်မှာတော့ပေးနေပြီဒါတော့ဆက်နေတော့မှာပေါ့အေးတောက်မှာပါတယ်ဂျယ်လီတုံးနဲ့ပါတယ်အေးပေါ့ငါရှူကြည့် only this ရန်တော့ကောင်းဆက်နေတော့မှာဒါတယ် bye bye